အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောမယ့်စကားကတော့စီဂျေကမ်ဘလက်ကိစ္စနဲ့ပေါ့ကမ်ဘလက်မှာအခုမနေ့ညပေါ့ခါပန်ဂျွာမင်းတပ်နဲ့ကမ်ဘလက်နဲ့ပေါ့ဒါမဲ့ခါပန်ဂျွာကမ်ဘလက်ဘက်မှာဒါရိုးမတုံဂျာတယ်လို့ပြောရင်တော့မရတယ်အဲ့ဘက်တကယ်နေမီအရာဆိုလို့ရှိရင်တော့အဲ့မှာCDF ကမ်ဘလက်ကနေပြီးမှနေမြေရှင်းလင်းရေးလုပ်တယ်နေမြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာCDF ကမ်ဘလက်လာရင်တော့ငါတို့တိုက်မယ်ဆိုပြီးမှအတင်းဆောက်ကြတယ် CC ထောက်ခံနေတဲ့တချို့တွေပေါ့အရင်တော့ဟိုနေမြေရှင်းလင်းလုပ်တဲ့အချိန်မှာတချို့တွေကထွက်ပြေးတော့ခါပန်းရောရောက်ကြတယ်လေခါပန်းရောရောက်တော့အဲ့မှာတရင်ကြတော့ CDF ကမ်ဘလက်ကလည်းနေမြေထပ်ပြီးမှရှင်းလင်းရေးလုပ်အဲ့အချိန်မှာခါပန်းရောရောက်တဲ့အချိန်ကြတော့ CDF ကမ်ဘလက်ကမနက်ကလေးရနဲ့မနေ့ကလေးရနဲ့စောဝန်သွားတော့အဲ့ရောရအကုန်လုံးထွက်ပြေးသွားတယ်ပြီးမှ CDF ကမ်ဘလက်ကအဲ့မှာခါပန်းရောမှာညအိတ်တော့ည7နာရီနဲ့တနာရီအကြားမှာလေနှစ်စီးဂျက်ဖိုက်တာနှစ်စီးနဲ့ဘုံလာကျဲသွားတယ်ခင်ဗျားတို့စဉ်းစားပါ CC တပ်ဖွဲ့ဝင်တို့ရမနေ့ကလေးရနဲ့ CC ထောက်ခံနေတဲ့အဖွဲတွေရအရင်ကတခြားရွာကလူတွေရနေမြေရှင်းလင်းလို့တော့ခါပန်းရွာမှာထွက်ပြေးကြတယ်အဲ့ဒါတရင်ကြတော့ CDF ကမ်ဘလက်ကနေမြေရှင်းလင်းရေးလုပ်လိုက်တယ်အဲ့တော့အဲ့ဒီရွာကနဲ့မနေ့ကလေးရနဲ့ထွက်ပြေးကြပြန်ရောအဲ့တော့ည7နာရီနဲ့တနာရီကြားမှာတော့လေရင်ကနှစ်ချိန်ဘုံလာကျဲသွားတယ်ဂျက်ဖိုက်တာကကဲဒါဆိုရင်ခင်ဗျားတို့စဉ်းစားပါအမငါနော်အမငါခါပန်းရွာကအင်ချေ60လောက်ပဲရှိတယ်နော်အဲ့ဘက်ကဗကောက်တိုင်ရင်ကအရင်တော့ကလေးနဲ့တွာလာတဲ့နေရာတွေပြောမှာပေါ့ CDF ကမ်ဘလက်ဗကောက်တိုင်ရင်နဲ့တွာလာတဲ့နေမီလို့ပြောမှာပေါ့အမငါပေါ့ကဲခင်ဗျားတို့စဉ်းစားပါဦးနောက်ရှိတယ်တွေးတော့ဆင်ခြင်ပါကောင်းစဉ်းစားကြည့်ပါမနေ့မှာ CDF ကမ်ဘလက်ကဝင်နေအဲ့ရွာအဲ့တော့မနေ့ကလေးနဲ့အဲ့ဒီမှာအမာခံဆိုတဲ့အဖွဲတွေတခြားရွာကလူတွေလည်းအဲ့ဒီမှာရောက်တယ်အဲ့ရောက်တဲ့လူတွေထွက်ပြေးသွားတယ်အကုန်လုံးပြီးမှည7နာရီတနာရီကြားမှာလေရင်နဲ့ဘုံလာကျဲသွားတယ်စဉ်းစားပါချင်းလန်းကောင်စီလ် CNF အဖွဲတွေကြားထဲမှာကျွန်တော်ကအခု CDF ဌာနချုပ်ချင်းလန်းကောင်စီဌာနချုပ်ကိုလေရင်နဲ့ဘုံသွားကျဲပါလို့ကျွန်တော်နေပြည်တော်မှာတရင်ပေးလို့မရဘူးလူတဦးတယောက်နဲ့တော့အဖွဲအစည်းကပြောရင်ရတယ်အဖွဲအစည်းနဲ့သူတို့နဲ့အပေးအယူအောက်ချိန်မှာထုံးဝချက်အပေးအယူရှင်းတာတွေကလုပ်လို့ရတယ်ကဲအခုကြည့်လေခင်ဗျားစဉ်းစားပါဒါဆိုချင်းလန်းကောင်စီကပါလဲဆိုတော့ခင်ဗျားတို့ပြည်သူလူထုတွေကနားလဲဖို့လိုအပ်လာပြီအများကြီးပြောစရာတော့မလိုဘူးနော်အဲ့ဖက်မှာ CDF ဒိုင်နဲ့လေအရင်တော့အမျိုးမျိုးဟိုကိုနေမြေသူ့နေမြေလို့ဖြစ်ကြတယ်တော့ CDF ဒိုင်ကအခုအတူပဲ CDF ကမ်ဘလက်နဲ့အကုန်လုံးအတူတိုက်ပွဲဝင်ဖို့အတွက်ရောနေအထိရောက်ကြတယ် CDF ဒိုင်နဲ့တော့မသက်ဆိုင်ဘူးအတိကသက်ဆိုင်တာကချင်းလန်းကောင်စီထောက်ခံရတဲ့လူတွေကမ်ဘလက်နယ်မြေထဲမှာလဲစစ်ကောင်စီကိုအကူအညီတောင်းနိုင်တဲ့လူတွေရှိနေပြီချင်းလန်းကောင်စီကလူတွေဆိုတာမြဲမှာထားဖို့ပြည်သူလူထုချင်းလန်းကောင်စီထဲမှာမတူပီတပ်မဟာနေထဲမှာတော့မှ CDM ဝန်ထမ်းမတူပီရနဲ့ CDM ဝန်ထမ်းတဲ့တချတ်အစစ်ထိရှိတယ်စစ်ကောင်စီစတသားတွေပြီးမှချင်းလန်းကောင်စီထဲမှာအခုချင်း CNF လက်ထဲမှာ
အရာရှိစစ်ကောင်စီရဲ့အရာရှိတွေရှိတယ် CDM ဝန်တလို့လို့တိုက်ပွဲမှာဖမ်းထားတဲ့လူတွေဒါသူတို့နဲ့ချိတ်ဆက်လို့ရတယ်ကျွန်တော်တို့ကသိတယ်ဒါတွေကြောင့်မလို့သူတို့ဟာခါထန်တယ်လို့ပြန်မတိုက်တော့တာသူတို့အတွက်စစ်ကောင်စီကိုသူတို့ရဲ့တကယ်ကိုအဖွဲလို့ကဲဒီနေရာမှာဒီဖြစ်တယ်ဒီလိုဖြစ်တယ်ဒီညဘယ်နေမှာဘယ်အချိန်မှာဒီဟာလာလို့ပါဆိုရင်သူတို့လုံနိုင်ဆိုရှိတယ် CNF ဆိုတာဒါကြောင့်ကျွန်တော်တို့အများအားပြောရဆုံးဝတ်ကီပိုအပေါ်နဲ့တော့အရန်ကိုကောင်းကင်တမန်လို့လှပဖြူစင်ပြီးမှကောင်းပါတယ်လက်တွေ့ကြရင်အောက်ခြေမှာဆက်သွယ်မှုအများကြီးရှိတယ်ကျွန်တော်ဘာဖြစ်လို့ပြောတယ်လဲဆိုတော့တက်တေတွေကျွန်တော်တစ်ဖက်ကထီမှာဆိုလို့မပြောတာထီမှာဆိုလို့မပြောတာစစ်သားတယောက်စစ်သားပဲချင်းလန်းခေါင်စီမှာစစ်သုံးပန်းအနေနဲ့တွားရောက်ဖူးတဲ့စစ်သားတယောက်အဲ့ဒါကျွန်တော်တည်တဲ့လူရှိတယ်ဒါကျွန်တော်ရဲ့ဆွေမျိုးသားချင်းရဲ့တားသမီးတွေထဲကပဲကျွန်တော်တို့လည်းမကင်းဘူးတိုးတော့ तू ကအခုတခြားနေရမှာဒါမဲ့သူ့နာမည်တွေပြောလို့မကောင်းလို့တာ तू အစကတည်းက तू တော်မှချင်းလဲခေါင်စီလက်အောက်မှာဟိုမှာစစ်သုံးပန်းဘဝနဲ့နေတော့ဘလို့နေခဲ့တယ်လေသူတို့ရဲ့ဘလို့တိုက်တွန်းမှုဘလို့ရှိတယ်လဲဆိုတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဒါတွေကအခုအချိန်ကြီးရပြောလို့မတင်လို့တာကျွန်တော်တီးတဲ့ဟာတွေရှိတယ်မပြောတာချင်းလဲခေါင်စီကလက်တွေ့ကျစားကားစားနဲ့ပူပေါင်းနေတာထုံးဝပူပေါင်းနေတာကျွန်တော်တို့ဒီလိုပြောတာကမှားတယ်ဆိုလို့ရှိရင်တော့ချင်းလဲခေါင်စီကလူကြီးတွေကိုယ်တိုင်လက်ညှိုးလာထိုးပါစေကျွန်တော်လက်ညှိုးလာထိုးပါစေမင်းတို့ဖန်ထားတဲ့စစ်သုံးပါးကဘယ်သူပဲဝါဆိုပြီးမှကျွန်တော်ပြောတဲ့အချိန်မှာတော့မဟုတ်ပါဘူးဘာညာမပြောနဲ့အဲ့ဒီကောင်လည်းခင်ဗျားတို့မလုပ်ပါနဲ့ဘာမှပြဿနာမလုပ်ပါနဲ့မင်းတို့အာမခံရဲ့ငါ့ကိုလာပြောငါပြောနိုင်တာတွေရှိတယ်လူတဦးတယောက်ရဲ့အသက်အန္တရာယ်တွေကြောင့်ကျွန်တော်တို့ကမပြောနိုင်မပြောချင်ပေမဲ့မပြောခဲ့တဲ့ဟာတွေရှိတယ်အမေအရင်ကခင်ဗျားတို့ရီရွာမှာတင်ထားတဲ့လူတွေထဲကမင်းတို့ခေါ်သွားပြီးမှချင်းချောက်ပြီးမှအမျိုးမျိုးပြောတဲ့လူတွေရှိတယ်ကျွန်တော်တို့ကမပြောတင်လို့မပြောခဲ့တဲ့ဟာတွေအများကြီးအဲ့ဒါကိုခမရတို့ကငါတို့ပြောရင်ငါတို့ပဲအမှားကြီးမင်းကဘာမှမသိပဲနဲ့လာပြောနေကြတယ်ကျွန်တော်ပြက်ပြောရင်လက်တွေ့တော့မှငါတို့စီမာတာရောက်လာမယ်ဆိုငါတို့လက်တွေ့ပြောခိုင်းလို့ရတယ်အခုအခြေအနေအရာအခြေသူ့ရဲ့နေထိုင်တဲ့နေရာအတိုင်းအဝါရအစင်မပြေလို့ငါတို့မပြောတာဒါတော့မှကျွန်တော်အခုအဲ့ဒါပြောမိတာဒါတော့ခမရတို့တီလက်တီနိုင်လိမ့်မယ်ဟိုတခါခမရတို့ထွက်ထားတယ်ဆိုတဲ့ဟာတွေထဲကလူတွေအသက်က30လည်းမရှိသေးဘူးအဲ့လူကသူတို့ရဲ့စကားတွေပြောနေတာကြားတယ်မင်းတို့ရဲ့ရုပ်မှာကောက်ချစ်မှုတွေကမင်းတို့ကဘယ်လောက်စစ်ကောင်စီနဲ့ဆက်ဆံရေးကောင်းတယ်လဲဆိုတော့လူမတိချင်းပြည်သူလူထုမတိအောင်ဟိုအပေါ်မှာတမျိုးအောက်မှာဟိုလက်တွေ့ဖြည်းဖြည်းမှာတော့ခမရတို့ဘလောက်မှောင်ခိုနဲ့အလုပ်လုပ်တယ်လဲဆိုငါတို့အကုန်သိပြီးသားပဲချင်းလန်းခေါင်စီဆိုတာချင်းပြည်နယ်မှာကဲတင်ရှင်လို့ချင်နေတာတကယ်လက်တွေ့ကြရင်အောက်တန်းအကြအဆုံးအခုကမ်ပလက်ကိစ္စမှာကြီးဟာစီတပ်ဖွဲ့ဝင်လို့စီအဖွဲ့စီထောက်ခံနေရလူအဖွဲ့အစည်းတွေအဲ့ရွာကနဲ့ထွက်ပြီးမှမနေ့ကထွက်သွားတဲ့ည7နာရီကျရင်လေရင်တောင်ပုံးလာကျဲသွားတယ်ဦးနောက်ရှင်စဉ်းစားပါချင်းလန်းခေါင်စီကဘာလဲဆိုတာချင်းပြည်သူလူထုတွေမျက်မှန်ထားချင်းပြည်သူလူထုအတွက်စေတနာမရှိဘူးဆိုတာခင်ဗျားတို့ကောင်းကောင်းကြည့်ပါချင်းပြည်သူလူထုအပေါ်မှာကဲတင်ရှင်တာအရန်လှုပ်ချင်နေတာစေတနာမရှိတဲ့မြတ်တာတရားခေါင်းပါနေတဲ့ချင်းလန်းခေါင်စီဆိုတာကလိုက်တို့ရဲ့တပည့်ခံနေတဲ့လူတွေအားလုံးရဲ့ဦးနောက်ပဲ